စစ်ပရိရဲ့များစွာကိုမှတ်တမ်းတင်ထားတဲ့ဒီအရော်ဝါစာအုပ်ကြီးသူစွန့်ကြည့်ပြောခဲ့တဲ့အရန်မိုက်တဲ့စစ်ပရိရဲ့၅ခုနံပါတ်1တခါတည်းနဲ့မျှတဲ့အကုန်ဖြစ်ပါနဲ့ဟုတ်ပါတယ်ဗျဒီစကားအမှန်ပါတယ်ဘာလို့မဆိုစလုံးမယ်ဆိုလို့ရှိရင်ရှိသမျှအရာတွေအားလုံးကိုတစ်ချိန်တစ်ခါတည်းနဲ့ရင်းနှီးမြှုပ်နှံတယ်ဦးဗျဘာဖြစ်လို့ဆိုတော့ကိုမမြင်နိုင်တဲ့အကြောင်းတရားတွေကရှေ့မှာရှိလာနိုင်တယ်ဖြစ်လာနိုင်တယ်ဗျဥပမာပြောမှဆိုလို့ရှိရင်စီးပွားရေးမှာကိုယ်အပိုင်ဆိုပြီးတော့ရင်းနှီးလိုက်တဲ့ပစ္စည်းကရုတ်တရက်ဈေးကွက်မရှိတာဖြစ်နိုင်တယ်ဗျအထင်ရှားတာကပြောရမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံဖြစ်ခဲ့တာဗျအဲ့ဒါကြတော့ရောဘာဈေးကွက်ဗျရောဘာကိုအဲ့ကိခါတော့ပတ်စံနေတိန်းနဲ့ချီတန်းနဲ့ချီထောင်းနဲ့ချီပြီးတော့ရင်းနှီးမြှုပ်နှံကြတယ်ဒါပေမဲ့လေတိတ်မကြခင်မှာရောဘာစားထိုးပေါ်လာတဲ့အချိန်မှာရောဘာဈေးကွက်ကပြတ်သွားပြီးတော့စီးပွားရေးသမားတော်တော်များများကအရှုံးပေါ်ခဲ့တယ်လို့သိရှိရပါတယ်ဒါကြောင့်စီးပွားရေးတစ်ခုလုပ်မယ်ဆိုလို့ရှိရင်အကုန်လုံးကိုရင်းနှီးမြှုပ်နှံပါနဲ့ကုတ်ခွဲပြီးတော့ရင်းနှီးမြှုပ်နှံပါဆိုပြီးတော့ကျွန်တော်အကြံပေးခြင်းပါတယ်နံပါတ်1တကယ်လို့အောင်မြင်မှုကကိုယ့်အတွက်အဓိကဆိုလို့ရှိရင်အရှက်မရှိမှုကိုခေါင်းပေါ်တင်ထားပါတယ်အတားနဲ့ဂုံတိတ်ခါတွေကိုဘေးချထားလိုက်ပါတယ်ဒါကတော့အားလုံးသိတဲ့အတိုင်းပဲအခုခေတ်အောင်မြင်မှုရဲ့အဓိကလှုပ်ဝက်ချက်ပဲလို့တော့ပြောချင်ပါတယ်ဗျအရှက်မရှိဘဲနဲ့သူများမလုံနိုင်တာကိုလုံနိုင်တယ်လေအဲ့လူကအောင်မြင်မှုရလေပဲဖြစ်ပါတယ်ခုခေတ် social media မှာအများဆုံးတွေ့ရှိရတဲ့ဟာပဲဖြစ်ပါတယ်ဗျအဲ့ဒါအခုခေတ်မှာသုံးလာမဟုတ်ဗျလွန်ခဲ့တဲ့နှစ်ပေါင်းထောင်နဲ့ချီတဲကနေပြီးတော့စစ်ရေးတွေစီးပွားရေးတွေဒီအခြေရေးတွေမှာအကုန်လုံးသုံးဆွဲလာခဲ့တဲ့နီလန်ပဲဖြစ်ပါတယ်ဒါပေမဲ့တခုတော့ရှိရဗျဂုံတိတ်ခါကိုတန်မိုးထားတဲ့သူတွေအတွက်ကတော့ဒီချက်ကတော့အရေးမကြီးဘူးပေါ့နော်တချို့သူတွေကအောင်မြင်မှုတဲ့မုန်းမြတ်တဲ့အရာတွေကိုလှုပ်ရတာပို့ပြီးတော့တန်မိုးထားကြတယ်ဒါကြောင့်မို့ကိုကဂုံတိတ်ခါကိုတန်မိုးထားလားအောင်မြင်မှုတန်မိုးထားလားဆိုတဲ့ဟာကိုအရင်သိအောင်လုပ်ပြီးတော့ကိုနဲ့လိုက်ဖက်တဲ့လမ်းကိုရွေးချယ်ဖို့အတွက်ကျွန်တော်အကြံပေးချင်ပါတယ်နံပါတ်3စစ်ပွဲတစ်ပွဲမှာဘယ်ချိန်မှာတိုက်ရမယ်ဘယ်ချိန်မှာဆုတ်ရမယ်သိရတဲ့သူကအမြင်နိုင်ပါလိမ့်မယ်ဒီစကားကလွယ်ပေမဲ့တကယ်လက်တွေ့မှာတော့ခက်တယ်ဗျတကယ်လက်တွေ့မှာအကုန်သိနေဖို့ဆိုတာကကြတော့မဖြစ်နိုင်ဘူးဥပမာကျွန်တော်စီးပွားရေးလောကပဲပြပြမယ်ဘယ်ချိန်မှာရောင်းရမလဲဘယ်ချိန်မှာမရောင်းရမလဲဆိုတာကသိဖို့အတွက်ကအရန်ကက်ခဲဒါပေမဲ့သိရလူတွေကလည်းချမ်းသာတဲ့လူတွေအဖြစ်သွားကြတယ်ဗျအဲ့လိုဖြစ်ဖို့ဆိုရင်သူတို့တွေကဒီစီးပွားရေးနယ်ပယ်မှာနှစ်ပေါင်းများစွာလေ့လာရတယ်လေ့ကျင့်ရတယ်ဒီပို့ပြီးတော့အတွေ့အကြုံရှိတဲ့လူတွေစီကသင်ယူပြီးမှဒီလိုမျိုးအရေးချင်းတစ်ခုကိုဒီရလာတာပေါ့နော်ဒါကြောင့်ကိုယ်တိုင်လုပ်ပြီးတော့အတွေ့အကြုံများများယူသူများစီကလည်းလေးလာသင်ယူပါဆိုပြီးတော့ကျွန်တော်အကြံပေးချင်ပါတယ်နံပါတ်4ကကျွန်တော်ကြိုက်ရတဲ့ထဲမှာပါတယ်ဗျတန်မာတဲ့အချိန်မှာအားနည်းခြင်းအောင်ဆောင်ပါတယ်အားနည်းတဲ့အချိန်မှာတန်မာခြင်းအောင်ဆောင်ပါတယ်ဒီအချက်ကိုကျွန်တော်တွေကဘောလုံးပွဲတွေအားကစားပြိုင်ပွဲတွေမှာအများဆုံးတွေ့ရှိရတယ်ပြိုင်ဘက်ကကိုယ့်ထက်တော်နေရင်တာနေလို့ရှိရင်ပြိုင်ဘက်ကြောက်သွားအောင်အမှားလုပ်မိအောင်လို့ကိုကအင်အားကြီးတဲ့ပုံစံဖြစ်အောင်မိုင်းကင်းသွင်းရတယ်ဗျဒါကြောင့်မို့ဒီပြိုင်ပွဲမစခင် press conference တွေမှာအဲ့လူကအရန်ကိုလေကြီးနေပြီဆိုတေချာတဲ့သူ့ဘက်ကအားနေနေလို့ပဲဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုရှိသေးတယ်ဗျတကယ်တော်နေရင်လည်းတော်နေကြောင်းမပြဖို့အတွက်အရေးကြီးတယ်ဗျဘာဖြစ်လဲဆိုလို့ရှိရင်လူတွေကအဲ့လူကတကယ်တော်တာရှိလို့ရှိရင်သူ့ကိုစွန့်ကြည့်ဝိုင်းလုံးကြတယ်ဗျအဖွဲလိုက်နဲ့ဝိုင်းဖြတ်ကြတယ်ပေါ့နော်အဲ့ချက်ကိုရှောင်ရှားဖို့ဆိုလို့ရှိရင်low-key နဲ့နေပြီးတော့ surprise အနေနဲ့တော်ပြတာပို့ပြီးတော့ကောင်းတယ်ဗျနံပါတ်5ကကြတော့စစ်တပ်ရင်နဲ့ပြိုင်ဘက်ရဲ့အားသာချက်ကိုရှောင်ပါတယ်အားနည်းချက်ကိုရွေးပြီးတော့တိုက်ပါတယ်ဒီချက်ကိုသိရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကပြိုင်ဘက်ရဲ့အားသာချက်တွေအားနည်းချက်တွေအရင်စုံစမ်းရတယ်ဥပမာကျွန်တော်စီးပွားရေးနဲ့ကျွန်တော်ဥပမာပေးမယ်ဗျစီးပွားရေးမှာပြိုင်ဘက်ရဲ့ပစ္စည်းကကိုယ့်ရဲ့ပစ္စည်းတဲ့ quality ကောင်းတယ်ဒါပေမဲ့သူက marketing မှာအားနည်းအဲ့ဒီအချိန်မှာကျွန်တော်တို့ကတွားပြီးတော့ပစ္စည်း quality ကိုတွားပြီးတော့ပြိုင်လို့မရဘူးသူ့ရဲ့အားတဲ့ချက်ကိုတွားပြိုင်လို့မရဘူးဘာလို့ လဲဆိုတော့သူ့ရဲ့အားနည်းချက်ဖြစ်တဲ့ marketing နဲ့ဖိပြီးတော့တွားပြိုင်ရတယ်ဗျဒါမှကျွန်တော်တို့ကနိုင်မှာဖြစ်မယ်ဒီချက်ကိုစီးပွားရေးနဲ့မကောက်ဘူးဗျကြိုက်တဲ့နယ်ပယ်အားလုံးမှာသုံးလို့ရတယ်စစ်ရေးစီးပွားရေးနိုင်ငံရေးအခြေရေးအကုန်လုံးမှာသုံးလို့ရတယ်ဗျပြိုင်ဘက်ရဲ့အားတာချက်ကိုရှောင်မယ်သူ့ရဲ့အားတာချက်ကိုဘယ်တော့မှတွားပြိုင်နေဗျသူ့ရဲ့အားနည်းချက်တွေနဲ့ကိုဖိပြီးတော့ပြိုင်ရတယ်စကားစစ်ထိုးရင်အဲ့လိုမျိုးပဲသူ့မှာရှိအားလည်းကျွန်တော်တွားပြီးစကားစစ်ထိုးလို့မရသူ့ရဲ့အားနည်းချက်တွေကိုကျွန်တော်ကစစ်ထိုးရတယ်ဒါမှကိုကနိုင်မှာဖြစ်မယ်ပေါ့နော်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ဗျဒီ post တွေကို like share follow လုပ်ပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ